မီကိုကြတော့ကွာဟာဇက်ဝင်နေလိုက်လို့ခေါ်တယ်ဟာဇက်ဝင်နေလိုက်အဲ့ဒါဘာကြီးဖွဲ့ကြလဲခွဲကြဆိုကွာဒီမှာကားကြောင်းပေးနေလို့မင်းဆက်မကြီးအားနဲ့ရှင်းပြတယ်ဟုတ်လားခဏကြားကြတယ်ဗါလေဘာဆက်ဆိုတာသူဝနာတာမဇက်တို့မောဒရာဇက်တို့တခါလေးရှင်းပြပြတယ်ဖြစ်ရကိုထက်နာဝီတကယ်စတော့ကွာဇုံမီကြောင်းပြောနေတာကွာဟောဇုံမီလားဇုံမီဆိုလေဇုံမီပေါ့လေနင်ကသိလို့လားသိတာပေါ့နင်ကလည်းငါဆရာကြီးပဲဟာညလမ်းပုံလမ်းကွာတွေမှာတက်သွားချင်ရင်အဲ့ကလုံးနှိပ်လိုက်လွယ်လေးပေါ့ပွင့်လေးတွေပြောနေပဲဒီမှာ तू ကမသိလို့မေးပါတယ်ဆိုမှမင်းကအဲ့မှာ तू ကိုပောက်ကြရတွေရိုက်သွင်းနေဟုတ်လားဘယ်ပောက်ကြရတယ်မင်းကလည်းအခုငါနန္ဒကိုရှင်းပြနေရဆိုတော့မင်းတို့ဘာငါတခါလေးရှင်းပြလိုက်တော့မယ်ရှင်းပြပါဦးဒီဇုံမီတို့ခေါ်တဲ့ဟာဇက်ဝင်နေလိုက်ဆိုတာကွာအရေးပေါ်အချိန်တွေမှာတုံးရတာကွာအဲ့မနေနဲ့တချို့ကားဆရာကြီးတွေကမင်းအခုထင်တဲ့အတိုင်းမင်းပြောတဲ့အတိုင်းပဲနော်ဒီအမှတ်မားလေးရှိကြတယ်ကွာလမ်းစုံလမ်းကားမှာတဲ့သွားရင်တုံးနေဆိုပြီးတော့နောက်တော့ကွာဒီအမှတ်မားတာကနေပြီးတော့လေးချင်းလုံးဖြစ်နားတဲ့မှုတွေတွဲပြီးရင်မတော်စားမှုတွေပါဖြစ်လာနိုင်တယ်ဒါဆိုလို့ရှိရင်ဘယ်လိုရေးဖို့အချိန်တွေမှာတုံးရပါလဲဘယ်လိုရေးဖို့အချိန်လဲဆိုရင်ဥပမာကွာအကြောင်းမျိုးကြောင့်နန္ဒကရုတ်တရက်ဒီလမ်းမပေါ်မှာဒီပြက်နေတဲ့အချိန်တွေမျိုးပေါ့နောက်ပြီးတော့ကားပြက်နေလို့ဆိုပြီးတော့ကားကိုဆွဲခွာရတဲ့အချိန်တွေမျိုးဒီလမ်းမပေါ်မှာကားဘင်းပေါက်လို့ကားဘင်းလဲတဲ့အချိန်တွေမျိုးစားတဲ့အချိန်တွေမျိုးမှာဆိုရင်ဒါနောက်ကားတွေကနေပြီးတော့သတိပြုမိပြီးတော့ရန်တယ်ဖြစ်စေဖို့အတွက်ဒီသတိပေးချက်ပြမျိုးတုံးနေတာတော်သေးတာပေါ့ကိုထက်ရှင်ပြလို့မဟုတ်လို့ကတော့နန္ဒ9ပါးတွေရော10ပါးတွေရောမှောက်နေလောက်ပဲဖြစ်ရတယ်နင်းရလေငါလည်းငါသိရငါပြောရလေငါကိုတက်ပြောမှလည်းကိုသိရတယ်ပေါ့โอเคမငင်းတော့နဲ့အခုနီးမဲ့လမ်းမဲ့သိသွားပြီဆိုတော့နောက်ပိုင်းကျရင်ဒီဟာကြောင့်ဝင်နေလိုက်ကိုတေချာလေးသုံးကြပေါ့နော်